အကျော်ဆုံးပူပူလေးရမယ်ရှင်ဒီနေ့တော့မူကအင်္ဂါဒီတွေကိုအကျော်ဆုံးလေးကြော်ကျွေးမှာပဲဖြစ်ပါလေရှင်ကျမမရီးသားလေးကအကျော်စားခြင်းနဲ့ဆိုမှအိမ်ရောက်ချလာပါတော့အဲ့နဲ့ပဲနှစ်ယောက်သားစီးသွားလိုက်ရပါတယ်ကျမရဲ့တဲနှလုံးလေးအတွက် Oh my god! Wow! နော်ရရင်ချက်တဲ့မမနဲ့တူလိုက်တာမထိုင်ရဲ့ချက်ခါရရသပင်ချတယ်ခုသပင်စီးလိုက်တော့ရင်ချက်တဲ့မမ ထားလို့ရတယ်ကျမတို့ထားလိုက်တော့ဘုံတော့ပြောင်းဈေးတော့ကြွားချီပါဘူးဘီယူရှင်မှာဆိုလို့ဈေးဝယ်တာတွေတော့မရိုက်ပြတော့ဘူးမိုးတို့ဈေးတွေပါတယ်ဝယ်ပြီးတော့အိမ်ပြန်လာပြီးမှလှုပ်ဆက်ရှာတွေလုပ်ပါတယ်ကြော်တဲ့လူကကြော်တယ်အမကဖတ်ထုတ်ဖက်ကိုတောင်းဝင်ယူပြီးမှမိုးကတော့အကျော်ဘက်ကိုတောင်းဝင်ယူပါတယ်ရှင်အချင်းရီတော့မကြီးကျင်လေးဖြောထားပါတယ်ဖက်ထုတ်ကစားတဲ့လူကလည်းစားတယ်လှုပ်တဲ့လူကလည်းလှုပ်နေပါတယ်အဲ့မလောက်လို့မပြောနဲ့တော့ငင်းငင်းလေးဒီနေ့မိုးကြော်တဲ့ကြော်လေးอ่ะပေါ့နော်စားလို့ရမ်းကောင်းလို့လေခုကြည့်နေတဲ့လူခွန့်ကြွေးချင်တာဒါမဲ့ဘယ်လိုကြည့်ရမှန်းမသိလို့စိတ်မကောင်းဖြစ်နေကြော်လို့ပြချင်းမှာတော့ဒီဟိုတယ်အောက်က security ဦးလေးကိုတော့တကြွေးပြစ်တယ်ပေါ့နော်ဘီလိုတော့မရိုက်ခဲ့ပါဘူးရှင်ကျမရည်သားလေးပါတဲ့နေတဲ့ခြေပေါ့နော်ကျမရည်သားလေးဆိုတော့ဖျားနေချောက်ပေါ့နော်ဖတ်ထုတ်ကြော်ပါလေအကျော်ရတော့ပါလဲဆိုတော့အဲ့ဒါပြောင်းဘူးကြော်ရယ်မြဖွာရဲ့ကြော်ရယ်ကြက်တွန်ကြော်ရယ်ဘူးတီကြော်ရယ်အမိုးရယ်စုလို့ရယ်ပေါ့နော်ပြီးတော့ဖတ်ထုတ်လေးလည်းပေါင်းလိုက်ပါသေးရဲ့ရှင်ကြော်ရင်းနဲ့စားနေရဆိုတော့စားတာတော့တိတ်ချောင်ရိုက်ပြတော့ပါအောင်ရှင်အားလုံးပဲပပနှုတ်ဆက်ခတ်ပါလေရှင်